ကျွန်တော်တို့ဒီဗီဒီယိုကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်တို့စမ်းရည်မို့ကိုဝေဖန်ကြမယ် ဆိုင်မိုကဘာကြောင့်အလေးမြန်အောင်မြင်လာတာလဲလူကြီးလူငယ်နှခမ်းညီမလေးတွေရဲ့အသေးဆွဲဘာကြောင့်ဖြစ်လာရတာလဲဆိုတာဒီအကတော်တော်လေးကိုကြည့်ရုံနဲ့ပြောပြစရာလိုတော့မယ်လို့တော့မထင်ပါဘူးဒီလိုကမစ်ဆိုတာကကြည့်ရတာလွယ်မဲ့အဲ့လိုခက်ခဲတဲ့အကဆိုတာဇက်သပင်မင်းသားတိုင်းသိပါတယ်နောက်ထပ်အကတစ်ခုကိုလည်းကျွန်တော်တို့ရှုစားကြည့်လိုက်ပါဦး ဒီအကကိုတော့ရိုးသားစွာမှန်ကန်စွာကိုခံရမယ်ဗတ်မလိုက်ပဲနဲ့ကိုခံကြည့်ဆိုရင်တော့ဗမင်းသားမှစမ်းရည်မိုးကိုမိမယ်လို့တော့မထင်ပါဘူးဘာဖြစ်လို့လဲဆိုရင်စမ်းရည်မိုးရဲ့မျက်နှာကမိမချောချောပြီးအပြုံးကလည်းအတော်ကိုရှားတဲ့အမျိုးသားတွေထဲမှာရှားပါတဲ့အပြုံးဖြစ်ပါတယ်ခနာကိုကလည်းမိန်းကလေးတယောက်လိုနူးညံ့ပျော့ပြောင်းလို့တာကြောင့်ယောက်ျားသမီးအကမှာဘယ်သူမှစမ်းရည်မိုးကိုရှင်လို့မရတာပါနောက်ဆုံးအကကိုလည်းကျွန်တော်တို့မျက်လုံးနဲ့ကြည့်ပြီးတော့ရင်တိုင်းကနေခန်းစားကြည့်ပါဦး ကျွန်တော်တို့ကဟိုမှာဆိုရင်ဘာမှဥစိန်ကလေးအကောက်ကားတယ်ဟုတ်ကဲ့ကျွန်တော်တို့ကမြေဝိုင်းကိကိုတတိယသောအားဖြင့်မိကိုဖြတ်ချပြီးတော့ကျွန်တော်တို့ဒီတိုင်းကကြည့်တယ်ဒီအကလေးကတော့ဆိုင်းရမိုးကရှေ့လူကြီးတွေရဲ့ချစ်ကိုသိမ့်ပတ်သွားတဲ့အကဖြစ်ပါတယ်။ဇက်စင်တွေမှာမိတွေပဲဖျောင်းတဲ့မီကရုတ်တွေထုံလင်းပြီးတော့မိုက်ခရိုဖုန်းမပါဘဲနဲ့ရှေ့ခေတ်ကမြေဝိုင်းအကကိုပြန်လဲအောင်မတတိအောင်ပြုလုပ်နိုင်သူပါ။ဒီလိုခေတ်မှာဒီလိုတွေးခွန်နိုင်ပြီးဒီလိုအကကိုရဲရဲကြီးချပြကပြဖျက်နိုင်တာဆိုင်းရမိုးပဲရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။